ရတဲ့ခွင့်ရေးတွေကိုဖြုံးနှီးပြပေမဲ့ဂျီရိုနာကိုရှုံးရတာဒိုင်းကမရင်းကျင်းလို့ပါဆိုပြီးဝိုင်းအော်နေကြတယ်ဘာစနာပရိသတ်များဝင်းမိကဗျာ Yes ပေါ် iMac ခွန်ရှိကိုစားပေးကနေအားလုံးကိုပြန်လဲကြိုလိုက်ပါတယ် iBack ခွန်ရှစ်ကိုမောင်556ကစားမယ်ဆိုရင် Viber 3ညကို426လုံး946ကိုဆက်သွယ်စုံစမ်းအကောင့်ဖွင့်ကစားနိုင်ပါလိမ့်ခင်ဗျာကဲလာပါပြီလာလီဂါရဲ့အလားအဆုံးပြဆက်ကြီးတပုတ်မင်းညာကဂျီရိုနာကွင်းမှာကားပြသွားတဲ့ဇလန်ကတော့ဝမ်နဲ့ပက်လက်ဘာစနာပါပဲရလက်က2-1နဲ့ရှုံးတယ်ရီယယ်မက်ထရစ်နဲ့2မှတ်ပြတ်သွားတယ်ဒါပေမဲ့ပွဲပြီးမှကြားရတဲ့အတန်တွေကတော့ဘောလုံးပွဲရှုံးလို့ဝမ်နဲ့အတန်မျိုးမဟုတ်ဘူးငါတို့ကိုဒိုင်လူကြီးကမတရားကျင့်သွားပါပြီငါတို့ဘွားကိုဖျက်ဆီးသွားပါပြီဆိုပြီးလမ်းလေကောင်မှာထိုင်ကုန်နေတဲ့ဇလန်မျိုးဖြစ်နေပါတယ်ဒီဘက်မှာအဓိကဖြစ်ရနှစ်ခုရှိပါတယ်တခုကဂျီယိုနာအနိုင်ကိုမသွင်းခင်ခွန်တေအနန်းခံရတာနောက်တစ်ခုကရာမင်းပလာမယ်ပန်နတီလွဲတာဒီအချက်တွေကအခြေခံပြီးတော့ဘာစနာပရိသတ်တွေရဲ့နှစ်ဖက်သွားဆန်နှုံးတွေကိုမိမောင်းထိုးပြခြင်းပါတယ်ဟုတ်ပါပြီရုပ်တံပြန်ကြည့်ရင်ဂျီယိုနာကစားသမားကခွန်နေချရာကိုနေမိတယ်လို့ရှိတာအမှန်ပါပဲVARပြန်မကြည့်တာကလည်းဟုတ်ပါတယ်ဒါပေမဲ့ဘာစနာပရိသတ်တွေရဲ့တုံ့ပြန်ပုံကတော့တော်တော်လေးလွန်ကဲလွန်နေပါတယ်သူတို့ပြောနေပုံကဒီလုံးထဲကြောက်ပွဲရှုံးသွားတယ်လို့ဒိုင်ကပဲသူတို့အိမ်ကန်ကိုမီးရှို့သွားတယ်လို့လာလီဂါတစ်ခုလုံးကပဲရီယယ်မက်ထရစ်ကိုဖလားပေးဖို့ဝိုင်းကြံနေတယ်လို့နဲ့လေလုံးတွေကမိုးထီအောင်ထောင်းနေကြပါတယ်ဒါကဘာနဲ့တူလဲဆိုတော့ရက်ွက်တွေကလူမိုက်တယောက်ကသူ့ထက်မိုက်တဲ့သူနဲ့တွေ့ပြီးပါရိုက်ခံလိုက်ရတဲ့အခါကျမှရဲစကန်ကိုဖုန်းဆက်ပေးကြပါဦးဥပဒေနဲ့မညီပါဘူးလို့အော်ငိုနေတယ်လို့ပါပဲအရင်ကတော့ဘာစနာအသင်းဒိုင်ကူညီရခဲ့တုန်းကြတော့သူတို့ပရိသတ်တွေဘာပြောခဲ့လဲဒါကဘောလုံးရဲ့သဘောတရားပါဒိုင်လဲလူပဲမှားတက်တာပေါ့ငါတို့ကစားပုံကောင်းလို့နိုင်တာပါဆိုပြီးတရားသူကြီးလေတန်းနဲ့ပြောခဲ့ကြတာလေအခုကိုလဲကြမှာဒိုင်ကအမားလေးတစ်ခုလုံးမိတာနဲ့ငါတို့ကိုရဲဆက်ဆက်ပြုတ်ကျင့်သွားတယ်ဆိုပြီးတားကောင်ဆေးအုပ်ကိုချက်ချင်းပြောင်းယူလိုက်ကြတယ်ဒါရိုးသားမှုမရှိတဲ့တခိုးကလူပြန်ဟစ်ဆိုတဲ့အကွက်ပါပဲဒီဘက်မှာဘာစနာရှောရတဲ့အဓိကတရားခံစစ်ကဒိုင်လူကြီးမဟုတ်ပါဘူးရွှေမင်းသားလေးလို့လူတို့တင်စားနေတဲ့လာမိုင်းတော်ပဲပါပဲခင်ဗျားတို့စဉ်းစားကြည့်ပရတီရတယ်ဂိုသမားနဲ့တယောက်ချင်းတွေ့တယ်ဒါတွေဝင်ခဲ့ရင်ဒိုင်ကခွန်းလေးကိုနေတာမကလို့ခွန်းလေးကောင်းမွန်တက်ကခုံသွားရင်တော့ဘာစနာကအနိုင်နေအောင်ပါပါဒါပေမဲ့ဘာစနာပရိသတ်တွေကဘာလုပ်လဲရာမေအပြစ်ကိုဖုံးဖိပြီးဒိုင်ကိုပဲလက်ညှိုးထိုးကြတယ်။ဥပမာစာမွေးဖြေတုံးကစာမရလို့အဖြေမှားရေးခဲ့တဲ့ကျောင်းသားကအမှန်စင်းထွက်လာတော့မှဆရာမကအနီအောင်ဘောပင်နဲ့စစ်လိုက်လို့ငါကြတာလို့စင်ကြေပေးသလိုမျိုးပေါ့။ကော့ပြစ်ကိုမမြင်မဲသူများအပြစ်ကိုအမှန်ဘလို့နဲ့လိုက်ရှာနေတာကဘာစနာတို့ရဲ့ရိုးရဒလေးဖြစ်နေပါပြီ။ရာမေပနတီလွဲတာကဒိုင်ကမျက်စောင်းထိုးလိုက်လို့လား။ဒါမှမဟုတ်ရီယယ်မက်ထရစ်ဥက္ကဋ္ဌပရိရက်ကဂိုရိုင်းကိုရှေ့လိုက်လို့လား။ကိုရိုင်းညံ့လို့လွဲတာလားဆိုတာဝန်မခံရဲပဲ။ကဘာကြီးကငါတို့ကိုမုန်းနေတယ်ဆိုရင်စိတ်ယောဂါကိုကုဖို့လိုအပ်နေပါပြီ။အခုဆိုရင်ဆိုရှယ်မီဒီယာပေါ်မှာဘာစနာဖန်တွေကရေးနေကြတွေ့ရမှာပါလာလီဂါကရီယယ်ကိုပဲဖလားပေးချင်နေတာဒီလိုဆိုရင်လည်းအစာကလေးကပေးလိုက်ကြပါတော့တယ်ဒါကဘောလုံးပွဲရှုံးတဲ့သူတွေပြောလို့ရှိတဲ့ကနဝင်စင်ကြီးပါပဲသူတို့နိုင်တော့ကားကြတော့ငါတို့ကကဘာအကောင်းဆုံးဥရောပကိုစိုးမိုးမယ်ဘာညာနဲ့ရှောင်းကန်နေပြီဆိုတော့မှသူတို့ကညစ်လို့ပါဆိုပြီးကလေးကလားနဲ့စိတ်ကောက်ပြနေပါတယ်ပရိသတ်တွေကဒိုင်ဆုံးပြတ်ချက်တစ်ခုလောက်မှားတာနဲ့သူတို့ကိုအထက်မှကျင့်ခံလိုက်ရတယ်လို့နာကျင်ပြနေတာကရည်စရာကောင်းပါတယ်တကယ်လို့ဒိုင်ကခွန်းလေးဖောက်တာကိုပြစ်ဒဏ်ပေးခဲ့ရင်ဂျီယိုနာရဲ့တိုင်းစစ်စွမ်းရည်ရနောက်ထပ်ဂိုးတွေထပ်သွင်းနိုင်ခြေရှိပါတယ်ဘာစနာကန်စစ်ကခေါ်ဆွဲကြောက်လို့ပဲယူနေဘူးနဲ့တွေ့ရင်ပျော့ခွေသွားတာကိုအခုဆိုရင်ဘာစနာကကိုဘာဂျေးမှာလည်းရှော့လာလီဂါမှာလည်းအမှတ်ကွာသွားပြီခွဲပြောက်ဆိုတဲ့နမိတ်ဆိုးကကွင်းလုံးပတ်ပြန်ဝဲနေပါပြီကိုဘာဂျေးရှုံးတာတိုင်းကြောင်းလားမဟုတ်ပါဘူးအခုဂျီယိုနာကိုရှုံးတာတိုင်းကြောင်းလားတစ်စိတစ်ပိုင်းဟုတ်ချင်ဟုတ်ပဲဒါပေမဲ့အထူးကတော့ကိုအသင်းကဂုံးမသွင်းနိုင်လို့ပါဘာစနာပရိသတ်တွေအနေနဲ့လက်ရှိအခြေအနေကိုရင်ဆိုင်ရတဲ့တက်တိရှိဖို့လိုပါတယ်ငါတို့ကဘာစနာမှာဆိုတဲ့မာနာကိုရှော့ချပြီးငါတို့ခံစစ်ကပေါက်နေပြီးငါတို့တိုင်းစစ်ကဂုံးမသွင်းတက်ဖို့ဆိုတဲ့အမှန်တရားကိုလက်ခံလိုက်ဖို့တိုက်တွန်းလိုက်ရပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ